ရှင်တို့တွေတအားလောက်ပါကြီးဆိုတဲ့ပါထွေးလေးလာပါပြီเนาะခေါက်ပြောမဲ့ဗီဒီယိုလေးမှာပါဝင်မဲ့ခေါင်းစဉ်ကတော့ဂျာမနီရောက်ရင်အလုပ်တရားနိုင်လားပြီးတော့ဂျာမနီမှာကျောင်းပြီးကားဝယ်နိုင်လားတိုက်ဝယ်နိုင်လားဂျာမနီရောက်ရင်အလုပ်တိုင်းရမှာလားမသိရင်ကိုကသူတို့ကိုဘယ်လိုပြောမလဲတကူးတကကြီးအာမတွေခံပြီးတော့ဂျာမနီကနေလှမ်းပြီးအလုပ်တန်းပေးနေတယ်လို့ပဲမေးကြတာပေါ့နော်လက်ဖြူ page မှာဆိုတော့လက်ဖြူဒီမေးခွန်းလေးကိုဒီဗီဒီယိုလေးမှာရှင်းပြချင်ပါတယ်ဂျာမနီမှာအလုပ်တအားပေါ့ပါတယ်ကုမ္ပဏီတွေဆိုင်နေတော်တော်များများအလုပ်သမားလိုအပ်နေတာပါ။အမှဘယ်လိုလူမျိုးတွေအတွက်အလုပ်ပေါ်လဲဆိုရင်ကြီးမများတဲ့လူစ조사တဲ့လူခံနိုင်ရှိတဲ့လူဇွဲရှိတဲ့လူနောက်ပြီးတော့ဒီအသိပညာအတတ်ပညာရှိတဲ့လူအတွက်ပေါ့နော်။ဒီထဲမှာပြောချင်တာကပညာဆိုတဲ့ထဲမှာဒီ master တွေ bachelor တွေပြီးနေမှာမဟုတ်ဘူးဒီတိုင်းအတတ်ပညာတစ်ခုခုပေါ့နော်လက်လုပ်ပညာတစ်ခုခုလည်းရတယ်ဒါမှမဟုတ်တခုခုမှကျွမ်းကျင်နေတာမျိုးတက်တဲ့ဆူရှီလိတ်တက်တဲ့နောက်ပယံလုပ်တက်တဲ့ပန်းထုတ်တက်တဲ့လက်မှုပညာတစ်ခုလုပ်တက်တဲ့စသဖြင့်စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်နေစတဲ့အလုပ်တွေမှာဆိုရင်တော့ဒီ part time တွေရှိတယ် outpatient တွေရှိပါတယ်တခုကဒီလိုအလုပ်တော်တော်များများမှာထားပါတော့ bachelor တွေ master တွေမပြဘဲနဲ့ရတဲ့အလုပ်တော်တော်များများကမြန်မာနိုင်ငံကနေလှမ်းလျှောက်တဲ့လူတွေအတွက်ခက်ပါတယ်သူကဂျာမနီထဲမှာကိုကရောက်နေတယ်နေထိုင်ခွင့်နဲ့ကိုရောက်နေတယ်ဆိုရင်တော့ဘယ်နေရာမှာမဆို hospital မှာဖြစ်ဖြစ်အလုပ်ဒီမှာဆိုင်ဒီမှာဖြစ်အလုပ်သွားလျှောက်ရတာလွယ်ပါတယ်ဒါပေမဲ့ပြဿနာကိုကမြန်မာနိုင်ငံကနေတကူးတကကြီးလှမ်းလျှောက်တဲ့အခါကျတော့တို့ကတကူးတကကြီးခေါ်တဲ့နှုံကအဲ့လောက်ထိမရှိဘူးပေါ့နော်ရောက်ပြီးသားလူတွေထဲမှာဆိုရင်တော့ try ကြည့်လို့ရပါတယ်လက်ဖြူအသီးတွေကအကိုအမတွေဆိုရင်လည်းစားတောက်ဆိုင်မှာလုပ်နေတဲ့လူရှိတယ်စပွဲထိုးလုပ်တဲ့နေရာမှာရှိတယ်နောက်ဒီစဖုံမူးနေရာမှာတချို့ကြလည်းဆိုရှိလေသူကလည်းသူဒီ full time job တွေပေါ့နော် bachelor တွေ master တွေမလို့ပဲနဲ့လုပ်လို့ရတဲ့အလုပ်တွေရှိပါတယ်အဆင်ပြေနေကြတာပါပဲတခုတော့ရှိတယ်နည်းနည်းလေးတော့ပင်ပန်းတယ်ဒါပေမဲ့လက်ဖြူအတွက်ကတော့ဒီအလုပ်ဟူသမျှဂုံရှိစွာလေးပဲလीနော်အဲ့လိုတေးသေးချာချာစ조사ပြီးတော့လုပ်တဲ့လူတွေအတွက်အလုပ်မယူရတဲ့လူတွေအတွက်ဆိုရင်တော့အလုပ်ကပေါ်တာပေါ့ဒါပေမဲ့ကိုကအဲ့လိုမဟုတ်ပဲနဲ့ဂျာမန်စာကလည်းတစ်လုံးမှမတက်အင်္ဂလိပ်စာကလည်းသိမရအလုပ်တွေ့ကြုံကလည်းမရှိဒါကြီးကြတော့မလုပ်ချင်ဘူးဒါမျိုးကြတော့အောက်ကြတယ်ဒါကြတော့လည်းပင်ပန်းနေဒါကြတော့လည်းလာစာနေလို့ကိုကကြတော့ဘာကြီးမှဟုတ်မနေဘူးဒါပေမဲ့ကိုမျောမှန်းနေတဲ့အရာတွေကအရင်မြင့်နေရဆိုရင်တော့လက်ပြကတော့လောဘမကြီးစေချင်ပါဘူးအဲ့ဒီတော့ဂျာမနီမှာအလုပ်ပေါ်လာဆိုရင်ပေါ်ပါတယ်ဒါဘယ်လိုလူစားမျိုးလဲပေါ့မူတည်ပါတယ်ဂျာမနီမှာအကြောင်းလာတက်နေတဲ့ကျောင်းသားတွေကိုလည်းအထင်မသေးစေချင်ပါဘူးဘာလို့ဆိုလက်ပြတော်တော်များများတည်ရတက္ကသိုလ်ကျောင်းသားတိုင်းမှာ part time ရှိပါတယ်ဒီလက်ပြအတိထဲမှာဆိုရင်တော်တော်များများ90%ရာခိုင်နှုန်းမှ part time လုပ်နေကြကျောင်းတက်ရင်လည်း remote job တွေလုပ်တယ်เนาะစသဖြင့်ဆိုတော့အလုပ်ကပေါ်လာဆိုရင်ပေါ်ပါတယ်ဒါပေမဲ့ဘယ်သူတွေအတွက်ပေါ်လဲလက်ပြခုနကပြပြတဲ့အတိုင်းပါပဲအရင်တော့လောဘမကြီးစေချင်ပါဘူးဒါပါပဲကဲနောက်ထပ် topic လေးတစ်ခုကျောင်းပြီးရင်တိုက်ဝယ်နိုင်ပြီလားကားဝယ်နိုင်ပြီလားလက်ပြဟိုတလောကဒီဗီဒီယိုလေးတစ်ပုဒ်တင်ပြတယ် Nesma တွေသိညာကြော်ရတယ်ဆိုဟုတ်လားကိုကအမှန်က page မှာအများကြီးလာမေးကြလို့ဘာ Nes လုံးရင် Ausbildung ပြီးတော့ရင်ဘယ်လောက်ရလဲ Nesma လာစားဘယ်လောက်ရလဲဆိုစသဖြင့်ပေါ့နော်နောက်ပြီးတော့ဂျာမနီနဲ့ပတ်သက်ပြီး information share တဲ့ vlogger တွေဒီ vlog လုပ်တဲ့လူတွေ video လုပ်တဲ့လူတွေကတခြားနိုင်ငံနဲ့ရှင်းနေပါသေးတယ်။အဲ့မှာလက်ဖြူစိတ်ထဲမှာကသူတို့သိချင်နေကြတာပဲ။နောက်လက်ဖြူကိုလည်းမေးမေးကြတယ်။နောက်ပြီးတော့ဒီ Ausbildung အတွက်စူးစမ်းနေတဲ့ကျောင်းသူကျောင်းသားဒီညီမလေးတွေမောင်လေးတွေလည်း motivation များရမလားပေါ့နော်။လက်ဖြူကအမတော့အဆင်ပြေနေတဲ့ညီမလေးတို့ရေအမဒီ Ausbildung ပြီးသွားတဲ့အခါမှာဒီလို opportunity လေးတွေရှိတယ်ဒီလို chance လေးတွေရှိတယ်ဆက်ပြီးစူးစမ်းပါအရှုံးမပေးပါနဲ့ဆိုပြီးတော့ motivation ပေးခြင်းတဲ့စိတ်ကလေးနဲ့တင်ခဲ့ပါတယ် Facebook မှာရော TikTok မှာပါအများကြီးတော်တော်များလည်း comment ပေးကြတယ် hate comments တွေလည်း review ရရပေါ့နော်ဒီလုံး operational ကြီးနဲ့ပြနေတာမှမဟုတ်ဘူးအဲ့ဒါလိမ့်နေတာအဲ့ဒါဘာညာအဲ့ဒါလိမ့်နေတာမှန်တရားမဟုတ်ဘူးဘာဖြစ်နေလဲအဲ့လိုမျိုးပြောနေတဲ့ကြားကတော့ okayတချို့ကြလည်းလက်ဖြူရဲ့မြန်မာစကားကိုနားမလဲဘူး maybe လက်ဖြူမြန်မာစကားရန်ညံ့နေရလဲဖြစ်နိုင်တယ်ဒါပေမဲ့လက်ဖြူရဲ့မြန်မာစကားကိုနားမလဲတာတော်တော်များများမှာတစ်ထောင်မှာတစ်ယောက်လောက်ရှိရပေါ့နော်ဘာတွေရေးထားတာလဲနားမလဲဘူးဘာညာတာလဲဆိုတော်တော်များများဗီဒီယိုကိုတေချာလေးမကြည့်ကြပါဘူးခေါင်းစဉ်ကိုပဲမြင်ပြီးတော့ criticize လုပ်ကြရပါတော့ဆိုတော့တကယ်ဗီဒီယိုကြည့်လိုက်တဲ့လူတော်တော်များများကနားလဲကြပါတယ်အဲ့တော့နားမလဲလူတွေကိုနည်းနည်းလေးငြိမ်လေးနည်းနည်းတော့လောက်စီချင်ပါတယ်ခုနကလည်းလက်ဖြူအဲ့မှာကြည့်ပြီးဟာတထေးမကြီးဖြစ်နေပြီပေါ့တိုက်ဝယ်နိုင်ပြီလားကောက်ဝယ်နိုင်ပြီလားဆိုတော့ I mean like bro what the hell အခုမှကြောင်ပြီးတယ်အလုပ်ပထမအဆုံးလက်ဖြူရတဲ့အလုပ်တလားစာကိုလက်ဖြူတိုင်း information sharing လုပ်ပေးရပါအမှန်ကလေလက်ဖြူရဲ့တလားစာကလေတခြား nest တွေထပ်နေပါတယ်ဘာလို့ဆိုလက်ဖြူရဲ့ arbeit geber က private မဟုတ်ပါဘူးလက်ဖြူရဲ့ arbeit geber ကဒီ land back ကလာတာပါဆိုတော့ပြောရရင်အစိုးရအလုပ်တွေကနည်းနည်းလေးလာစားနေပါတယ်ပုံမှန်ချက်ပေါ့နော်ပင်စင်မှာတော့နောက်ပိုင်းများမယ်ဖာမှာတော့ရှိတယ်ဘာလို့လက်ဖြူလို့ဆိုလဲပင်စင်ချေကနည်းနည်းလေးပို့ပေးရတာမျိုးလည်းရှိတယ်ဆိုတော့လက်ဖြူကဒီမှာကငါလာစားအရင်များတယ်ငါဒီလောက်ရတယ်ဆိုလို့ပြောဟိုရှင်ပြီးတော့ပြောချင်တာမဟုတ်ဘူးလက်ဖြူတော့ okay လက်ဖြူ Ausbildung ပြီးသွားခဲ့တယ် Ausbildung ပြီးသွားတဲ့အခါမှာပထမဆုံးလက်ဖြူဒါလေးရတယ်
အဲ့ဒီထဲမှာမှလည်းလက်ပြ night shift လာစားတွေပါမပါသေးဘူးเนาะလက်ပြဒီတိုင်းလေးလက်ပြဒါလေးရတယ်ဆိုတော့ sharing လုပ်ပြဒါပေမဲ့တချို့ကကျတော့အဲ့လိုပထမလေးတစ်လစာလေးတည်ပြီးသူတိုက်ဝင်နိုင်ပြီကောက်ဝင်နိုင်ပြီဆိုပြီးတော့မျှော်မှန်းနေကြတာဂျာမနီကအဲ့လောက်ထိလွယ်မနေဘူးလို့เนาะဂျာမနီကလေမြန်မာကားတွေကလို့ဒီ3-4နှစ်လောက်ကြောင်းတက်ပြီးအလုပ်လုပ်ပြီးတော့တိုက်ဝယ်နိုင်တယ်ကားဝယ်နိုင်တယ်မပါနေဘူးပေါ့เนาะအထူးသဖြင့်လက်ပြိုအတွက်တော့ဟုတ်မနေဘူးတခြားအရန်အိမ်ကနေ supporting ကောင်းတယ်ဘာမှကိုကကုံစရာမရှိဘူးစားစရိတ်နေစရိတ်တောက်စရိတ်အကုန်လုံးကအိမ်ကထောက်နေကိုအလုပ်လေးပဲပတ်စံရှာနေပြီးစုနေနိုင်တယ်ဆိုရင်တော့တမျိုးပေါ့နော်ဒါပေမဲ့လက်ဖြူတီးတဲ့အသည့်တွေထဲမှာတော့ကျောင်း3-4နှစ်ပြီးတာနဲ့တိုက်လဲမဝင်နိုင်ပါဘူးကားလည်းမဝင်နိုင်maybe ကားတော့ဝင်နိုင်လိမ့်မယ်ဒါပေမဲ့ကားဝင်နိုင်တယ်ဆိုတဲ့အချိန်မှာလည်းရော့ in ဆိုရော့ပေးတာမျိုးမဟုတ်ပဲနဲ့လက်ဖြူတို့ကျောင်းသားတွေကျောင်းသူတွေတော်တော်များဆိုရင်အရေးကြစနစ်နဲ့ပေးပြီးဝယ်တာပါနောက်ဂျာမနီမှာကအဲ့လောက်ထိလွယ်မနေပါဘူးကျမတို့ဒီမှာအခွင့်အရေးများပါတယ်တစ်ချိန်လုံးပတ်စံမဲ့တေချာစုပြီးတော့ဒီ9နှစ်ကနေ10နှစ်အတွင်းလုံးကအလုပ်တော့မှတစ်ခုတည်းမဟုတ်နော်နှစ်ခုလောက်ပြိုင်လုပ်ပြီးတော့ပတ်စံစုပြီးတော့အိမ်ဝယ်ဖို့စ조사နေတဲ့လူတွေလက်ဖြူတီးထဲမှာရှိပါတယ်ဒါပေမဲ့များသောအားဖြင့်ဂျာမနီပါလက်ပြရိုလို့ဒီနိုင်ငံခြားကနေဒီမြန်မာနိုင်ငံကနေရက်ကန်ရက်နဲ့ဂျာမနီမှာကျောင်းလာတက်ပြီးတော့3-4နှစ်လောက်ကျောင်းပြီးသွားတဲ့အချိန်မှာအိမ်တန်းဝင်နိုင်တဲ့လူမျိုးတော့လက်ဖြူခုထိမတွေ့သေးပါဘူးအိမ်ဝယ်ဖို့အတွက်လည်း capital လိုပါတယ်အတိုးနှုန်းလည်းများပါတယ်အဲ့တော့အရင်လောဘမကြည့်ကြပါနဲ့ဟာနဲ့သူဖြည်းဖြည်းနဲ့မှန်မှန်သွားပါတဖြည်းဖြည်းနဲ့စုသွားပါဒါပေမဲ့ကိုကအခုမှကျောင်းပြီးတယ်တခါတည်းအိမ်တွေကားတွေပါလုံးဝမှန်းနေတာမျိုးကတော့နည်းနည်းလေးများတယ်ပေါ့နော်ကားကတော့ maybe ဖြစ်နိုင်တယ်ဘာလို့ဆိုတော့လက်ဖြူတငယ်ချင်းတွေဆိုရင်လည်းဒီ Osborne ကာလမှာကားစရိတ်ဆိုပြီးတော့စုနေကြတာရှိတယ်ဒါပေမဲ့အခုထိသူတို့ဝင်နိုင်လားဆိုရင်ဝင်နိုင်တဲ့လူတွေလည်းရှိတယ်မဝင်နိုင်သေးတဲ့လူတွေလည်းရှိပါတယ်အဲ့တော့အရင်လောဘမကြည့်ကြပါနဲ့လို့ပြောပြစင်ပါတယ်ကဲဒါဆိုရင်လက်ဖြူရဲ့ဒီ part 2လေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်လက်ဖြူနောက်တစ်ခေါက်ဒီ part 3မှာလာမယ့်ခေါင်းစဉ်လေးတွေကတော့ Osborne နဲ့ရှေ့နှစ် Osborne နဲ့သွားမလို့ဂျာမန်စာအခုမှစတင်မိလားနောက်ပြီးတော့ဂျာမနီကို Osborne နဲ့သွားရင်ကလေးခေါ်လို့ရလား PR ရလွယ်လားနိုင်ငံသားဖြစ်ဖို့လွယ်လားရောက်ရင်ရောမိသားစုတန်းခေါ်လို့ရလားစသဖြင့်ဒီ topic လေးတွေကိုတော့လက်ဖြူရဲ့ part 3လေးမှာပြပြသွားမှာဖြစ်ပါတယ်အားလုံးပဲ choosy coffee ပါနော် bye bye